ထိတ်တန်းလူသက်သမားကအေယာမလေစာဇက်ကွင်ပြီးလက်နက်မပါတဲ့မူလတန်းចောင်းသား2ယောက်ကိုလိုက်တက်နေတယ်ဒါပေမဲ့လူသက်သမားကအိမ်နောက်ကိုရောက်တာနဲ့အိမ်ထဲကအချက်ပေးစနစ်ကအတန်နေသွားတယ်ကလေးတွေကတော့အမေရဲ့ပြက်လုံးထုတ်နေကြအလုပ်ပဲလူထင်ကစိတ်တွေထွေပြားနေကြတယ်လူသက်သမားကလေစာလက်နက်နဲ့တကားကိုချူးဖျက်ပစ်လိုက်တဲ့အခါမှာပဲသူတို့ဟာအန်ဒီရဲ့ကြောက်ရောက်နေပြီဆိုတာကိုနောက်ဆုံးမှသိလာကြတယ်ဒီအချိန်မှာလူသက်သမားကခြေတန်းကျန်းတဲ့အိမ်ထဲကိုအင်အားသွင်းဝင်လာတယ်အရေးပေါ်ချင်းဒီမှာစနစ်ကမျက်နှာအတိအမတ်စနစ်ကိုအလိုလျောက်ဖွက်လိုက်ပြီးလုံခြုံရေးလမ်းကြောင်းတစ်ခုပေါ်လာတယ်ခွေးကြီးကတော့မတွေးဝေချေချက်ချင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ခုန်တက်သွားတယ်ညီမနှစ်ယောက်ကတော့နည်းနည်းအန်ဟောသွားပြီမဲ့ခွေးနောက်ကနေမပြတ်မကက်လိုက်ပြီးထိုးဆင်းသွားကြတယ်စက်ကရေးပြန်လဲအလုတ်လုတ်တာနဲ့သူတို့ဟာမြေအောင်ခန်းတွေကိုဓာတ်ရိုက်ချသွားကြတယ်လူသက်သမားတွေအဲ့တန်ကန်းရောက်တဲ့အခါလူကြီးလူကမရှိသလိုဖြစ်နေတယ်ဒီအချိန်မှာလူရွက်ခန်းတဲကမိမျက်နှာပြင်လင်းလက်သွားပြီးပုံမှန်ပေါ်လာတာကကလေးနှစ်ယောက်ရဲ့အမေပါတကယ်တော့သူမဟာနိုင်ငံတော်ထောက်လိုင်းရေးအဖွဲ့ဝင်တူဖြစ်နေတယ်ဒီတစ်ခါလူသက်သမားတွေကသူမကိုဖိမှတ်ထားလာတာဖြစ်နိုင်တယ်ဒီလိုနေရတခုခုကြောက်ရောက်နိုင်တယ်လို့သူမကြိုတင်ခံမှန်းထားပြီးမိသားစုကိုကာကွယ်ဖို့ဒီလူရွက်ခန်းကိုကြိုတင်တိစောက်ထားတာဖြစ်တယ်ဒါပေမဲ့သမီးငယ်ကတော့စိတ်မဝင်စားတဲ့ပုံနဲ့ဒါကပြက်လုံးမဟုတ်ဘူးခွေးကစကားပြောနေလေကျမကိုတိလို့ကိုကာကွယ်ဖို့တာဝန်ပေးထားတယ်ဆိုတာသိရင် high five လုပ်ကြည့်ပါအောင်လူကြီးလူကောင်းတွေဒီလိုပြောကြတာမှမဟုတ်လားလို့ဆိုလိုက်သေးတယ်အဲ့ဒီဘက်မှာလူသားသမားတွေကရှာဖွေမှုအပြီးမှာလူရွက်ခန်းဝင်ပေါက်ကိုရှာတွေ့သွားကြတယ်သူတို့တွေကတယောက်ကဝင်ပေါက်ထဲဝင်ဖို့စ조사တဲ့အခါဝင်ပေါက်မှာစက်ကရည်တပ်ဆင်ထားတာကိုသိရှိသွားကြတယ်လူသားသမားတယောက်ကဒေါသထွက်ပြီးလေဆာလက်နက်နဲ့ဝင်ပေါက်ကိုပစ်ခွဲတော့တယ်လူရွက်ခန်းကိုချိုးဖျက်ဝင်ရောက်လာတာကိုသိရှိရတဲ့အမေကြီးကမျက်နှာပြင်ထက်ကတည်းပြန်ပေါ်လာပြီးညီမနှစ်ယောက်ကိုအမြန်ထွက်ပြေးဖို့တတိပေးလိုက်တယ်ချက်ချင်းပဲသူတို့ဟာထွက်ပြေးမဲ့ထိုင်ကုန်ပေါ်တက်ထိုင်လိုက်ကြတယ်လူသားသမားတို့ရောက်လာတဲ့အချိန်မှာထိုင်ကုန်ကရုတ်တရက်နှိမ့်ဆင်းသွားပြီးသူတို့ကိုနောက်ထပ်နေရာတစ်ခုကိုပို့လိုက်တယ်လူသားသမား3ယောက်ကသွားကြည့်ဖို့အသင့်ရှိနေတော့မြေကြီးကရုတ်တရက်တုန်ကာသွားပြီးနောက်တစ်စက္ကန့်မှာမြေကြီးတက်ကနေအာကာသရင်ပေါ်ပို့ထွက်လာတယ်ညီမနဲ့ခွေးတို့ဟာဒီလိုနည်းနဲ့လူသားသမားတွေရဲ့လိုက်လံဖန်ဆီးမှုကနေလွတ်မြောက်သွားကြတယ်